ဒီချစ်လေးကတော့ကိုမီဒီခွေလေးရတယ်အားလုံးနှုတ်ဆက်တဲ့ဆင်ဖြစ်ပါတယ်ကျေးဇူးများတော်ပါရှင်ဆိုဒီနေ့ကိုမင်းပြစီပြောပြီးဘာရတင်မှာအစင်မပြေတာတစုံတရာမရှိခင်လဲနားလည်းခွင့်ပေးပါလို့ကိုကြီးထပ်မှပြီးတော့တောင်းပန်ပါတယ်ဒီနေ့ကြောက်လာကြတော့ everybody အားလုံးနဲ့ဝင်းချရတဲ့ငယ်ချင်းတွေအားလုံးလည်းကျေးဇူးများတော်ပါတယ်ကိုမျိုးဒီနေ့ဒီချိန်ထိအခက်အခဲတွေဘယ်လောက်ပဲရှိရှိ
ဘလောက်ပဲရင်ဆိုင်ရင်ဆိုင်ကဘောမှာအစင်မပြေခင်နဲ့ကနေဒီနေ့ဒီချိန်ထိသားသမီးပေါ်မှာမမျိုးနေနဲ့ပြည်စုပြောတော်ပေးခဲ့တဲ့မျိုးလည်းဒီနေ့ကနေဦးချကြော့ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ရှင်ဒီခုလေး online မှာဖြန့်ချိခဲ့လို့ရှင်လဲအားပေးကြပါလို့ဒီမြတ်တိုင်းခံပါတယ်ကျေးဇူးတင်တဲ့သူတွေအများကြီးရှိပါတယ်ဒါဘုမိဘာအလုံးမမလုပ်ချင်အောင်စိတ်တက်ကြနေတဲ့အချိန်မှာဘုမိဘေးနားကနေမှားရပေးပြီးတော့အမြဲရှိနေပေးခဲ့တဲ့မောင်လေးထူအောင်ကျေးဇူးများကြီးတင်ပါတယ်အခုဒီနေ့ဒီခွေလေးကိုထုတ်လုပ်ဖတ်ချပေးတဲ့ Elegant Gate ကအကူညီမတွေလည်းကျေးဇူးများကြီးတင်ပါတယ်ပြီးတော့ဒီနေ့ပွဲလေးမှာဘုမိကိုအကောင်းဆုံးတီးခတ်ဖြောပြပေးသွားတယ်ပြီးတော့ဒီခွေလေးကိုအစဆုံး mixing မှာအကုန်လုံးတောင်းယူပေးတယ်မောင်လေး Skype ကျေးဇူးအများကြီးတင်ပါတယ်နောက်ပြီးတော့ဒီနေ့ပွဲလေးဒီနေ့ချီရတဲ့ပရိသတ်တွေအားလုံးနဲ့တွေ့ဆုံခွင့်ရအောင်ဒါအကိုကြီးညီမလေးကိုကူညီပါအောင်ညီမလေးဒီပွဲလေးလောင်းချင်းလေးလုပ်ချင်ပါတယ်ပြောရချင်းမှာမငြင်းမညူမညုံမငြင်းမဲနဲ့ဘုမျိုးလာခဲ့ညီမလေးချိန်လေးဆိုပြီးတော့လိုအပ်တာမှန်များကူညီပေးခဲ့တယ်ကိုကြီးအေးသေးနဲ့တကွာဂျက်ဆန် entertainment ဘာမှတောင်းမရှိတဲ့သူတွေအားလုံးလည်းဘုမျိုးကျေးဇူးတင်ပါတယ်ရှင်ပြီးတော့ကျေးဇူးတင်ထိုက်တဲ့သူအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ်ဘုမိဒီပြည်သစ်ချစ်ဗန်လေးနဲ့တော့ပြည်သက်ရင်မထဲကိုထပ်မံပြီးတော့နေရာယူပြီးတော့မှအောင်မြင်မှုထွတ်ထိပ်ကိုရောက်ပါစေလို့လည်းဆုတောင်းပေးပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ